ဒီအမျိုးသမီးမှာရွှေနဲ့လွတ်ထားတဲ့လက်တစ်ဖက်ရှိပါတယ်ဖြစ်ပုံကတော့ဒီလိုပါတနေ့မှာကျူမနဲ့ကျူမရဲ့ခင်ဝင်းဖြစ်သူတို့တော်ထဲမှာတစ်ပင်ကြီးခုတ်နေတော့တစ်ပင်ကြီးကအမျိုးသမီးရဲ့လက်ပေါ်ကိုပိကျသွားပါတော့တယ်ခင်ဝင်းဖြစ်သူကတစ်ပင်ကိုဖဲဖို့အစွမ်းကုန်စူးစမ်းပြီးမရခဲ့ပါဘူးနောက်ဆုံးမှာတော့ဇနီးဖြစ်သူရဲ့အသက်ကိုကယ်ဖို့အတွက်ကျူမရဲ့လက်ကိုပစိမ့်နဲ့ဖြတ်ပစ်လိုက်ရပါတော့တယ်အဲ့ဒီနောက်ပိုင်းမှာတော့ကျူမဟာလက်ပြတ်သွားတာကိုကြည့်ပြီးအမြဲတမ်းစိတ်မကောင်းဖြစ်နေခဲ့ပါတယ်ဒါကိုမြင်ရတဲ့ခင်ဝင်းဖြစ်သူကကျူမအတွက်လက်ကျူတစ်ခုကိုပုံစံထုတ်ပေးပေမဲ့ဇနီးဖြစ်သူကတော့ရွှေနဲ့လှုပ်ထားတဲ့လက်ကိုပဲလိုချင်ခဲ့တာပါဒါကြောင့်ရက်အနှဲငယ်အကြာမှာသူဟာရွှေလက်တစ်ဖက်ကိုဖန်တီးပေးခဲ့ပါတယ်ဒါပေမဲ့အဲ့ဒီရွှေလက်ကြောင့်ပဲသူမရဲ့ခန္ဓာကိုယ်ထဲမှာပိုးဝင်လာပြီးနောက်ဆုံးမှာတော့တေဆုံသွားခဲ့ပါတယ်သူမမတေခင်မှာခင်ဝင်းဖြစ်သူကိုဂတိတစ်ခုတောင်းသွားခဲ့တယ်အဲ့ဒါကတော့ကျူမရဲ့အလောင်းကိုမြင်မြုပ်တဲ့အခါဒီရွှေလက်ကြီးကိုပါအတူတူထဲ့မြုပ်ပေးဖို့ပါပဲခင်ပွင့်ဖြစ်သူကလည်းကျူမရဲ့စန္ဒအတိုင်းလုပ်ပေးခဲ့ပါတယ်နှစ်အနည်းငယ်ကြာတဲ့အခါမှာတော့ခင်ပွင့်ဖြစ်သူဟာအလွန်အမြင့်စင်းရဲမွဲတေလာပြီးအသက်ဆက်ဖို့အတွက်ပတ်စံအသေးတန်းလိုအပ်လာပါတယ်ဒါကြောင့်သူဟာဇနီးဖြစ်သူရဲ့ဂူကိုတွားပြီးမြေပြန်တူပါတော့တယ်သူကရွှေလက်ကိုဖျောက်ယူလိုက်တဲ့ချိန်မှာဇနီးဖြစ်သူရဲ့မျက်လုံးတွေကရုတ်တရက်ပွင့်လာခဲ့ပေမဲ့သူကတော့ဂယုမဆိုင်ပဲရွှေလက်ကိုအိမ်ကိုယူလာခဲ့ပါတယ်။အဲဒီညမှာပဲဇနီးဖြစ်သူကသူမရဲ့ရွှေလက်ကိုပြန်တောင်းဖို့ရောက်လာခဲ့ပါတယ်။သူဟာအလုံးအမြင့်ကြောက်လန့်တုန်ရီပြီးရွှေလက်ကိုပြန်ပေးခဲ့ပေမဲ့ဇနီးဖြစ်သူကလက်ကိုရချင်းမှာပဲသူ့ကိုတပ်ပစ်လိုက်ပါတော့တယ်။